လေးနေထိုင်စားလွယ်ပါပြီအဲ့တော့အရန်တိုက်ပတ်တော့အခုနောက်ဝက်ချင်ပြတ်သွားပြီတွေ့လားကျမတို့ဇာတ်လမ်းစားပါပြီကျမပြပါမယ်အားလုံးကြည့်ပါကျမမှောက်ကြတော့ပါပြီတက်ပါပြီဒါပေမဲ့မပြောကြရည်ဒီနော်ကျမပြန်ကောက်ပြီးတော့အောင်လားရန်နေဝေဝါးနေပါပြီကျမမှာဘာနေရတာလေးပဲရှိရပါတော့ကျမတိတ်တနာဖို့ကောင်းတဲ့စင်ဒရယ်လာလေးပါဒါမပြင်လားဆိုတော့အရန်တိတာပါလေအဲ့ဒါပြင်နေပစ္စည်းရှာလို့မရတော့ပါဘူးကျမပစ္စည်းဒီမှာမဟုတ်ပါဘူးကျမအနောက်မှာထားရတာအရာဒါပေမဲ့အပြင်မှာတော့အဆင်ပြေတယ်လို့ပဲအာပြီးလိုက်ကျမခုံးမရရှိပြီးသားဆိုတော့ဟိုချဲဒီချဲလိုက်မှာကွာဒီနောက်ဆုံးထွက်လာတဲ့ result တွေကတော့တော်တော်လေးကိုအဆင်မပြေပါဘူးခလေးဆော့ထားတဲ့လောက်ပဲရှိပါတယ်